ကဲကျွန်တော်လေးလူထားလိုက်မယ်နေလာရစမတော့အာမဟဲအားလုံးမင်္ဂလာပါဘေဘီပါဒါကတော့ဘီရဲ့ချောင်းသာသွားတဲ့ vlog လေးပေါ့နော် vlog လေးကတော့အသွား vlog ပဲရှိပြီးတော့အပြန် vlog မပါလာပါဘူးအရင်နေပြင်မဲ့ပြီးတော့ဖျားတော့ပေါ့နော် vlog မကင်နိုင်တော့ဘူးပေါ့နော်အဲ့တော့ဘီကမှာပေါ့နော်ချောင်းသာမှာဆော့လို့ဖျားသွားလဲဆိုတာတော့ဘီနဲ့တူတူလိုက်ကြည့်တော့ရန်ကုန်နဲ့ဝေးလာပြီးဘိုက်စာတော့ပြီးတော့မနက်စာဝင်စားပါတယ်မနက်ဒါကတော့မနက်စာစားပြီးတော့ပြီးတော့ဆက်ပြီးတော့သွားနေရပါဘီဘာလို့ voice over ထည့်ထားလဲဆိုတော့ပေါ့နော်တချင်နာရဆိုတော့ကောက်ပေါ်မှာတချင်ဖွင့်နာရဆိုတော့ပြီးတော့ copyright မိမှာဆိုလို့ပေါ့နော်အာနေပြီးတစ်ချိန်လုံးအခုစကားပြောနေမှာဖြစ်ပါတယ်ဒါကတော့အလဲကတော့ဘီရဲ့တငယ်ချင်းမှာသူကတော့ဘီရဲ့ video တွေကိုဘီရဲ့ vlog တစ်ခုလုံးသူလိုက်ပြီးတော့ရိုက်ပေးမှာပါတငယ်ချင်းဆိုတော့ကျွန်တော်ပဲပေါ့အနိုင်ကျင့်ပြီးတော့သူ့ကိုရိုက်ခိုင်းမှာပါဒါဘီအရင်လှနေရဆိုတော့ကြည်တိုင်းလေးပဲပဲတွေပိုင်းနည်းနည်းပပများနေရပါခဏနေတော့ချောင်းသားကိုရောက်ပါပြီမရောက်ဖြစ်တာတော့ကြာပြီဆိုလေတကယ်ပင်လဲရိုးရမ်းလဲလွမ်းနေပြီးတော့အရမ်းလဲလှရခွာတိလာဘီတို့နေမဲ့ဟိုတယ်ကိုလည်းရောက်ပါပြီအဲ့တော့ voice over မထဲတော့ပါဘူးဆက်ပြီးတော့နားထောင်ပေးကြပါဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးကြပါဘာဝရဲ့အတန်လေးကိုနားထောင်လို့ရမ်းကောင်းတာပဲရေတန်လေးကိုလောင်းတယ်ရေကူးကစစ်စရာလေးရေကူးကခွင့်ရမလားခွန်မလားရရင်ည9 နာရီရေချိုးရမယ်တဲ့ဒါဘူးဒီဟင်းကျို Thank you ပါအရင်ခုနကတော့တငယ်ချင်းနဲ့2 ယောက်တော့သွားပါတော့အခုကအမကသူကပါပါတယ်ဒါကတော့ outfit လေးပါအစားရင်းများဆော်ဘိုက်တွေလည်းပုံနေတယ်အခုကတီးတိုင်းပေါ့နော်တီးတိုင်းဆိုတော့အကောင်လုံးကလာပြီးတော့သူ3 နာရီလို့ပြောတယ်လာပြီကိုတော့စားကြပါဒီနေ့ကတော့ညီမနှစ်ယောက်က outfit စင်တူလေးညီမနှစ်ယောက်စင်တူဖြစ်ပါ9 နာရီခွဲတီပဲအရင်ပူနေတာဟာကြီးကိုအရင်ပူနေတာဟာကြီးတော့ခင်းယူလာမေးကိုဟာရမ်းဆော့ကျင်နေပြီနေရလဲရမ်းပူနေရကွယ်ဒီမှာကွယ်ဒီမှာခယူလေးတွေ့လို့ပါဟိုဘက်မှာသူတို့ရဟိုးထိရောက်နေကြပြီအိမ်ရလူတွေကဒီမှာဘီကဒီမှာခယူလေးကောက်ပါမယ်နေဝင်တဲ့ချိန်လေးကိုတိတ်ပြီးတော့ကြည့်ပါအခုကတော့ day 2မှာပြည်ဒီနေ့တက်ဖြူဆုံးသွားမယ်လို့ပြောရပါတော့အဲ့ဒါလေးတက်ပြစင်ပါမယ်ဆွဆွပြစင်ပါမယ်ဘာလို့ဆို breakfast လည်းစားရအောင်ပါဘောနော်အိမ်မှာဆိုရင်တော့ဒီချင်းထားအောင်အိမ်မှာဆိုရင်တော့7 နာရီလောက်ထားရတယ်ဒါပေမဲ့အခု breakfast မရအောင်လို့ဆွထားပါမယ်ပြင်ဆင်ပါမယ်ကဲအခုကတော့မနက်6 နာရီကျော်ပြီပေါ့နော်ဟိုတို့ထင်တာတော့အိုးအေးလိုက်တာရှင်နိုင်တော့ချီကုန်နည်း6 နာရီကျော်ပါပြီသူကမနက်စာစောထားဆောင်လို့ဆိုတော့ ready ပါပဲခုကတော့ဒီမှာကျိုးလေးဒီနေ့မနေ့ outfit လေးပါဝတ်ထားပါတယ် breakfast တော့စားပါမယ်တကယ်ချင်း toilet ကထွက်လာရင်ကျမတို့ breakfast တော့စားပါမယ်မနက်စာတော့စားပါလိတကယ်ချင်းအရှိရတော့ဝတ်ထားတယ်လေရန်တိုက်တော့ချင်းသူမတော့တိတ်မရှိသေးဘူးစောသေးလို့လားဒါမှမဟုတ်စားပြီးသွားကြရလားမျိုးလုံးတော့စမယ်လေဒါကတော့မနက်စာနန်းကြီးတော့စားပါမယ်နန်းကြီးတော့ဒါချက်သားပါဆိုလားပဲဒါတကယ်ချင်းဟိုမှာတော့ခဏနေကြအောင်ထားပြီးဟုတ်ပြီနေနေ我现
သူတို့တဲဖြူကျွန်းသွားမယ်လို့ပြောတယ်ပေါ့နော်အဲ့တော့အခုတဲဖြူကျွန်းသွားပါဘီနဲ့တူလိုက်ခဲ့ပေးကြပါဒီချိန်ဖွင့်နေတယ်မနေ့ကမသွားလိုက်ရဘူးမနေ့ကမသွားလိုက်ရအောင်ဆိုမှဒီနေ့လည်းမသွားပါဘူးဒီနေ့သွားမှာတဲဖြူကျွန်းသွားမှာပါဒါပေမဲ့ဒီအားမနေ့ကဆော့မယ်စဉ်းစားပါကဲကျမပြန်ကလာမအေးအခုတဲဖြူကျွန်းသွားပါတော့မယ်အခုကားနဲ့သွားရမယ်လို့ကားနဲ့သွားမယ်ဆိုတော့အဲ့ဒီဟိုတယ်ကနေပြီးအဲ့နေရာဒီကားနဲ့သွားမယ်ကားနဲ့မှမသွားရင်ထွက်ဖို့ကတော်တော်ဝေးမယ်နဲ့သူကသူတော့ထွက်တော့ငါကြောင့်ဝင်အခုလိုက်ခဲ့ပြီးကြပါကဲမလေးဒီမှာပုတ်လဲရှိရလှေလဲရှိရတဲ့သူကဘုတ်က9ယောက်ဆိုရင်ဟာပါဘုတ်ကဘယ်နှစ်ယောက်လဲမသိဘူး9000ခွဲဆိုလားပဲလှေရကြတော့6000ဆိုလားဘယ်လောက်ဆိုလားမသိဘူးတော်သေးရအပေါ်ကနေနှွေးရလေးဝယ်လာလို့မလေးဖာချေဟိုကြနဘူးလေးနဲ့တည်းရိုက်တယ်ဒီကိုချီလေး ဒါမို့တော့ဝါနေတယ်စိမ့်လာတယ် ဒီကောင်းကောင်း ဟုတ် နေကောက်ရအောင်အဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးပါကဲဒီကနိုင်တက်လာမယ်ခါလေးရတယ်ပုံနေတယ်ဒီနားတက်တက်ဟိုအဘေးလေးနည်းနည်းလေးဆောက်ထားတယ်ဟိုကကန်လေးသွားတယ်ဟိုဘက်ဒီဘက်က ဒီပါလားဦးလေးကိုလိုက်တာလားကဲဒီတော့6တယ်တိုးနေဒီမှာရေးတာ တရားလုံးစီလုံးစီ အဲ့ကြောင့်ဟိုမှာလာချက်ကြပေါ်တာတမ်းပါတယ်နင်တို့တိုင်းမှုကဒါဒီအားလေးခံလိုက် လိုက်မမူးပါဘူးကြောက်တာမူးနေဟိုမာကြီးပေါ့ဒါတွေတဲ့ကောက်သွားလို့ရတယ် ဒီမှာငါတို့ပါ ဒီကကြည့်လာလိုက်တော့ဘာယူပါလဲမကြည့်ပါဘူးရေရေဆိုနေတာတူနေကမီးအဲ့ဒီမှာတော့မလို့စီလာတော့ခဏခဏကြောက်ရဘာခဲရောလေတွေ့တာလေဒီမှာဒီရတာအကုန်လုံးကလာသွားပြီတို့တွေသွားပြီကိုထုတ်ကဝယ်လာ3ဟိုဈေးတက်တာနဲ့တွေ့တယ်မှာကြောက်ခဲရလှမှာလားသူယူပါငါအဲ့ကိုငါမှယူပါလားအဲ့ထဲမှာသူဟိုလေးစောင်းလာသေးတယ်အဲ့တသေးလေးထဲမှာလေခရူးခွန်လေးကောက်ထားတဲ့ဟာလေး relax မဲကျင်တဲ့ပါလို့လည်း view site တော့ search ဝင်နေလို့ထားတယ်အဲ့ဟိုဖက်ကြီးဟိုတယ်မှာလည်းဖက်ကကိုယ် site ကပြီးလို့ပြောတာကျမရေးသူမပေါ့ကျောင်းလာသွားမယ်လို့စီစဉ်မရှိဘဲနဲ့အမှစီစဉ်ပြီးသွားဆိုလိုက်တာပြီးတော့မှသွားမယ်ဆိုတော့ကွက်တီ
ဘာပဲပြန်มาလဲဟုတ်လက်ကိုကလည်းမအောင်ခိုင်းလေးတိုက်ပြရဲပဲနည်းနည်းပဲခွာတော့ resist တခိုင်းလည်းမသိတော့ဘူးနည်းနည်းပဲလူပါလားကိုယ့်ကိုယ်မှာလက်ပါတယ်ဟာဟုတ်ပြီလားဟုတ်ကဲဘလော့တက်ထည့်ပေးလိုက်တော့သူရိုက်နေအောင်ဩလူဝိုင်းလေပြန်ပါကဲဒီလိုလေးလူထားလိုက်မယ်ကိုရင်ငုံမယ်ဒီလိုနော်ဟုတ်ဒါလေးတစ်ခါတက်ပေးလို့ရလားမတက်တော့ပြန်နေငါမိနေနေလာရစမတော့အာမဟုတ်လားဟုတ်ကဲ့ကျွန်တော်နိုင်ပါဦးခဲမှာဘယ်လိုလုပ်လဲတာခါလဲရလားမရလားညမဆိုင်လို့တက်တယ် အရင်ကြက်နေတယ်လို့ပဲဟုတ်ကဲရှော့သမီးရောလေအရင်ကြက်နေတယ်နိုင်နော်ကဲရှော့ဒါကြောင့်ပြောကိုလည်းနေမှာတော့လက်ပြည့်စီအခုပြီးတော့တဲဖြူကျွန်းကနေပြန်ပြီးပေါ့နော်ဗီဗလော့ဆာမှာပြောထားတယ်လို့ပဲเนาะဒီတဲဖြူကျွန်းကပြီးတော့တော်တော်လေးကိုအကုန်လုံးပင်ပန်းပြီးတော့ဖျားကြဝမ်းနေရှော့ကြဖြစ်ပြီးတော့ဆက်ပြီးတော့ဗလော့မရိုက်ဖြစ်တော့ဘူးပေါ့နော်ပြီးတော့နောက်နေ့မနက်ကျတော့ breakfast စားပြီးတော့မနက်စောစောပြန်ပါတယ်ဒီရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ပြီးရဲ့နောက်ဗီဒီယိုလေးတွေမှာလည်းဆက်တွေ့ပါမယ်ပြီးရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးထားပါအောင်ရှင်အားလုံးမတတာပါ